ခုစီအတွင်းရင်နဲ့ကောင်းကင်ကြီးတဲ့ဖေဖေကိုလိုက်ရှာကြည့်တယ်အိမ်ရတဲ့မှာအိမ်လုံးမရတော့စိတ်ဓာတ်ညကပါတယ်အင်းတဲ့ကောင်ကနေငါအားဖတ်ထားတယ်ဖေဖေကိုလိုက်ရင်ဝမ်းနဲ့လုံးကိုချင်နေပြီမလဲချိန်ခံစားရင်သေးလေးလေးနာတယ်ဖေဖေအိမ်မထဲမှာဘဝကြောင့်လာပြီးဆုံးမစကားတွေလဲမြဲတမ်းပြောပါစေလို့ခါကဆုတောင်းတယ်ဖေဖေဖြစ်နိုင်ပါမလားမိသားစုလေးစိတ်ခဏလောက်ပြန်လာပါမဖြစ်နိုင်တော့လေဒီလိုဆုတောင်းမြဲပါကတရားကတာကိုမျက်နှာသာမပေးတော့ဒုက္ခများစွာကြမယုံရင်သာခက်ခဲတဲ့ဘဝတွေရှိနေစေပဲဘုံနဲ့တော့ကများလည်းရှိနေတယ်ဖေဖေရဲ့ရှိနေမယ်ထင်တယ်